What's up guys welcome back ကျွန်တော်ကတော့ printer ပါဒီနေ့အကြောင်းကြားမယ့်အရာတော့ကျွန်တော်တို့ရဲ့ Picacraft SMP Season 3လေးစတော့မှာပဲဖြစ်ပါတယ်ခင်ဗျာမကြခင်လာတော့ပါမယ်အဲ့အတွက်ကြောင့်ပါချင်တဲ့လူတွေကိုအခုချက်ချင်းပဲစရင်ပေးထားလို့ရပါတယ်ဘယ်လိုစရင်ပေးရမှာလဲဆိုရင်ကျွန်တော်ရဲ့ discussion အောက်မှာပေးထားတဲ့ Telegram account နဲ့ပြီးတော့ Discord account အဲ့ဒီ account နှစ်ခုဘယ်လိုဆက်သွယ်လို့ရပြီပေါ့နော်အဲ့ဒီ account ကနေဆက်သွယ်လာပြီးတော့ကျွန်တော်ကိုလာပြီးတော့စကားပြောပေးဖို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီဘရိုစောက်ထားတဲ့ page တွေနဲ့ပြီးတော့ဘရိုရဲ့ Minecraft user တွေကိုအဲ့ဒီထဲမှာလာပေးပြီးကျွန်တော်နဲ့ပပစကားလာပြောကျွန်တော်တောင်းဆိုချင်ပါတယ်ပေါ့နော်အဲ့ဒီကြောင့်ဘရိုအရေးကြီးဆုံးကတော့ဘရိုစောက်ထားတဲ့ bro တွေနေဒီနေ့ကြောင့်ဘရိုစောက်ဖို့ခဲ့တဲ့အရာလေးပေါ့နော်ကျဘရိုsurvival ဆော့ပြီးစောက်ထားပြီး creative ပဲဖြစ်ဖြစ်အဲ့ဘရိုစောက်ထားတဲ့ page တွေကိုကျွန်တော် screenshot လေးရိုက်ပြီးကျွန်တော်ပို့ပေးဖို့ပြောချင်တာပေါ့နော်အဲ့ဒါအရင်ရေးကြည့်ပါဘာဖြစ်လို့လဲဆိုကျွန်တော်တို့ကအဲ့ဒါတွေကြည်ပြီးတော့မှဘလို့ပါဘလို့မပါဆိုတာကျွန်တော်အဲ့လိုရွေးရိုက်ပေါ့နော်ကျွန်တော်နဲ့ပြီးတော့ကျွန်တော်အိုးမှန်ပါတယ်နဲ့အကုန်လုံးပေါ့နော်ကျွန်တော်တို့ကြည်ပြီးတော့ရွေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရွေးမေးလူကတော့10ယောက်ပဲရွေးမှာဖြစ်ပါတယ်ခင်ဗျာโอเคပါတကယ်လို့ပါချင်တဲ့ duration တော့ကျွန်တော်ဆက်သွယ်လာပြီးတော့ကျွန်တော်ပြောထားတဲ့အတိုင်း Minecraft user နဲ့ bro ရဲ့စောက်ထားတဲ့အိမ်တွေပဲဖြစ်အဲ့ဟာတွေကိုကျွန်တော်ပို့ပေးပါပြီးတော့ကျွန်တော်လှုပ်ထားတဲ့စီကန်းတွေလည်းရှိပါတယ်ပထမဆုံးစီကန်းတော့သူများရဲ့ပစ္စည်းတွေတွားပြီးတော့မခိုးရအောင်ပေါ့နော်တကယ်တမ်းခိုးမိရွယ်ဆိုရင်တော့စာပါတခါလဲပန်းဖြစ်မှာဖြစ်ပါတယ်ခင်ဗျာအဲဆိုဒုတိယစီကန်းကိုကြည့်ရမယ်သူများအိမ်ကိုမဖြတ်စီးရအောင်ဥပမာ TNT တွေပါတုံးတော့မဟုတ်ရင်တခါလဲပန်းမှာဖြစ်ပါတယ်ကဲဆိုအခုဒီဗီဒီယိုကြည့်နေတဲ့တငယ်ချင်းတွေလည်းကျွန်တော် channel လေးကို subscribe လုပ်ပေးတောင်းဆိုချင်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော် channel က 1k subscriber ရဖို့နည်းနည်းလေးပဲလိုပါမလို့ပါအဲ့တော့ကြောင့်ကူညီကြပါဦးလို့ကျေးဇူးများတင်ပါတယ်ဗျစာပါဖွင့်တဲ့နေ့ကျမှအားလုံးပဲတွေ့ကြပါမယ်အားလုံးပဲ bye bye